မင်္ဂလာပါဆရာတို့ဒီနေ့တော့2025အောက်တိုဘာပေါ့နော်မနစ်ကအောက်တိုဘာမှာမေးသွားခဲ့တဲ့ IDBC subject B evening ပိုင်းပေါ့နော်ဆိုတော့ဒီမျိုးခွန်းဟောင်း question number 2ကိုရှင်းပြပေးသွားပါမယ်။ question number 1ကတော့ရှေ့နေ့ကပြီးသွားပြီပေါ့နော်ဆိုတော့ဒီနေ့ကတော့ question number 2ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီအရင်ပုံစံတိုင်းပဲမျိုးခွန်းဖတ်ပြပေးမယ်။ပြီးရင်ဘာသာပြန်ပေးမယ်ပြီးတော့လိုက်ပြီးတော့မှစဉ်းစားကြည့်ပေါ့နော်။အဲ့တော့အရင်ဆုံးပေါ့နော်ဒီမျိုးခွန်းလေးကဘာလဲဆိုတော့ဒီ array နဲ့ဆိုင်တဲ့မေးခွန်းပဲပေါ့နော်ဆိုတော့ဒီ IDBC မေးခွန်းတွေမှာအထူးသဖြင့်ဒီ subject B ဘိုင်းอ่ะပေါ့နော် array နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော်တော်လေးမီလီမီတာရှိရဲ့အဲ့တော့ဒီမေးခွန်းလေးကိုမပြောခင်မှာအရင်ဆုံးဘာတွေသိရမလဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့ array ရဲ့အလုပ်လုပ်ပုံကိုသိရမယ် array ဘယ်လိုလုပ်လဲပေါ့နော် array data structure အကြောင်းကိုသိရမယ်နောက်ပြီးတော့ဒီဒုတိယတစ်ချက်အနေနဲ့ကတော့ဒီမှာလူပင်နှစ်ခုပတ်တာကိုသုံးတယ်ပေါ့နော်ဆိုတော့ဒီလူပင်ပတ်ပြီးတော့မှ data တွေကို update လုပ်တဲ့အကြောင်း data တွေကိုပြင်တဲ့အကြောင်းပေါ့နော်ဒါကိုသိရမယ်ဆိုတော့အဲ့ဒီအကြောင်းအရာကိုမသိသေးဘူးဆိုလို့ရှိရင်ဒီမှာပေါ့နော် Haru ID Journey ဆိုတဲ့ channel လေးရှိရဲအဲ့ channel မှာဒီ data structure ရဲ့ algorithm basis ဆိုတဲ့ဒီမှာ playlist လေးထားပေးထားရှိရပေါ့နော်အဲ့ဒီကိုဝင်ပြီးတော့အဲ့ဒီမှာ video တွေကိုသွားပြီးတော့မှကြည့်လို့ရတယ်အဲ့တော့အဲ့ဒီထဲမှာ array ဆိုတဲ့ data structure ကပါလဲပြီးရင် 2 dimensional array ထိသွားပေးထားတယ်အဲ့ဒါပြီးရင်ဒီမှာ for loop ပတ်တဲ့ဟာပေါ့နော် for loop ဘယ်လိုအလုပ်လုပ်လဲဆိုပြီးတော့မှဒီဟာလေးကိုတခြားလေးရှင်းပေးထားတာရှိတယ်ဆိုတော့အဲ့ဒါလေးကိုအရင်သွားကြည့်ပြီးတော့မှဒီ basis ကိုပိုင်အောင်လုပ်လာပေါ့နော်ပြီးတော့မှဒီမေးခွန်းလေးကိုပြန်ပြီးတော့မှဖြေပါအဲ့တော့အခုကတော့ဒါတွေအကုန်လုံးကိုသိသွားပြီလို့သဘောထားပြီးတော့မှဆက်ပြီးတော့မှရှင်းမယ်ပေါ့နော်မသိသေးဘူးဆိုလို့ရှိရင်အဲ့ဒီ video နှစ်ခုသုံးခုပေါ့နော်အဲ့ဒါလေးတွေသွားပြီးတော့မှကြည့်လို့ရပါတယ်အဲ့တော့သင်ခန်းစာလေးကိုကြည့်အောင်အဲ့တော့ဒီမှာကဘာလဲဆိုတော့ statistic မှာပေါ့နော်စရင်းအင်းသင်္ချာပေါ့နော်စရင်းအင်းသင်္ချာမှာတဲ့ mode ဆိုတဲ့ဟာကပေါ့နော် the value that occur most frequently in a data set data တစ်ခုမှာအကျဉ်းကြီးအတွက်အများဆုံးပါတာကို mode လို့ခေါ်တယ်အဲ့ဒါကိုဆက်ပြီးမပြောခင်မှာနည်းနည်းမြင်သာလွယ်အောင်လို့ဒီမှာတစ်ချက်ပြောပြပေးမယ်တင်ချာမှာကလေးတုံးကတင်ရရှိရဲ့ကြိမ်များဂိမ်းတို့အလဲဂိမ်းတို့ပြီးရင်ပြန်မြတန်ဖို့ပေါ့နော်အဲ့လိုမျိုးတင်ရတာရှိတယ်အဲ့တော့ဒီမှာ mean ရယ် median ရယ် mode ရယ်ဆိုပြီးတော့ခေါ်ကြတာပေါ့နော် mean ဆိုတာကတော့ပြန်မြတန်ဖို့ပြောတာစုစုပေါင်းဒီအရေးအတွက်နဲ့စာအဲ့ဒါကြတော့လူတိုင်းသိတယ်ပေါ့နော်နောက်ရောတာကကြတော့ဒီ median နဲ့မုံတယ်ပေါ့နော် median ကြတော့သူကစီလိုက်တာပေါ့နော်ခဏန်းတွေကိုအစင်လိုက်တိုင်းစီလိုက်ရင်အလဲမှာရှိနေတဲ့သူလူဆိုလို့ရှိရင်အရက်ပေါ့နော်ပူတာနေရက်ရှည်တာကိုအစင်တိုင်းစီလိုက်လို့ရှိရင်အလဲတဲ့မှာရောက်နေအဲ့တဘောပေါ့နော်ဒီမှာလဲကိန်းကနန်းတွေကိုငယ်ရာကနေကြီးရာဒါမှမဟုတ်လဲကြီးရာကနေငယ်ရာစင်တာတော့ငယ်ရာကနေကြီးရာပဲစင်ကြစင်တော့အလဲမှာရောက်နေတဲ့ဟာကို median လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင်ခဏန်း9လုံးရှိရအလဲတဲ့မှာရောက်နေတာ6ပေါ့နော်အဲ့ဒါကိုmedian လို့ခေါ်တယ်အလဲမှာရောက်နေအကယ်၍နှလုံးဖြစ်နေရပေါ့နော်အလဲမှာရောက်နေတဲ့ကိန်းကနန်းနှလုံးဒါက9လုံးမှုလို့နှလုံးနဲ့ပဲရှိရအလဲကကနန်း10လုံးဆိုလို့ရှိရင်အလဲမှာကနန်း2လုံးရှိမှာဟုတ်တယ်နော်ဥပမာပေါ့နော်ဥပမာဒီလိုမျိုးပေါ့ဒီလိုဆိုလို့ရှိရင်ဒါကနန်းနှလုံးဖြစ်သွား10လုံးဖြစ်သွားပြီ10လုံးဖြစ်သွားတယ်ဆိုလို့ရှိရင်အလဲမှာကိန်းနှလုံးရှိမှာအဲ့လိုမျိုးဆိုလို့ရှိရင်အလဲကိန်းနှစ်ခုကိုပေါင်းပြီးတော့မှနှစ်နဲ့စားပေးရတယ်ဒီမှာတော့6ပဲပြင်ရမှာတခြားနေရာတစ်ခုခုမှာဆိုလို့ရှိရင်တော့ကိန်းကနန်းကပြောင်းသွားလိမ့်မယ်ပေါ့နော်အဲ့ဒါက median ဒါပေမဲ့ဒီမေးခွန်းမှာမေးထားတာကဒီကောင်မဟုတ်ဆိုတာအကျိန်များခင်းကိုပြောတာအကျိန်ရေအတွက်အများဆုံးဘယ်လောက်ပါတယ်လဲပေါ့အဲ့ဆိုဒီမှာဆိုရင်1ကတစ်ခါ3ကတစ်ခါ4ကတစ်ခါ6ဆိုရင်2ခါတောင်ပါတယ်ခွန်ဆိုတစ်ခါ8ဆိုတစ်ခါဆိုတော့သူဒီအကျိန်ရေအတွက်ဒီ6အနေနဲ့2ခုပါတာဖြစ်တဲ့အတွက်အကျိန်များကိန်းဒီ6ပေါ့နော်အဲ့လိုမျိုး6ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးဒါဆိုရင်ဒီ program က mode ဆိုတဲ့အတိတ်ပဲဒီအဲ့ဒါကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီ range ဆိုတာကြတော့ကျွန်တော်ဒီမှာခဏန်း9လုံးပေါ့နော်9လုံးအဲ့ဒါကိုပြောတာပေါ့နော်အဲ့တော့အဲ့ဆိုလို့ရှိရင်ဒါတော့မသိလေရဒီ3ခုကတော့သိထားတယ်အဲ့ဆိုရင်ဒီမှာမေးခွန်းလေးဆက်ပြီးတော့မှဖတ်ရအောင်ဥပမာပြင်ပြောရမယ်ဆိုလို့ရှိရင်ねဒီမှာ array ပေါ့နော် array ဒီမှာ array လေးပြီးထားတယ်2 1 1 9 6 6 2 5 6ဆိုရင်6အနေနဲ့ကိန်းကနန်း3ခုတောင်ပါတယ်အဲ့ဒါကြောင့်မလို့သူဒီကြိမ်များကိန်းအနေနဲ့ mode အနေနဲ့ဒီ array တစ်ခုလုံးမှာဆိုရင်6ရမယ်အဲ့လိုသူအများဆုံးပါတာမလို့အများဆုံးပါတာမလို့ mode လို့ခေါ်တယ်ကြိမ်များကိန်းဒီ mode အဲ့ဒါကြောင့်မလို့ဒီ function ကဘာလို့တာလဲ find mode ပေါ့နော်အဲ့ mode ဆိုတဲ့ဟာကိုရှာပေးတဲ့ function ဖြစ်တယ်အဲ့လိုရှာဖို့အတွက်ဆိုရင် data ကိုထည့်ပေးရမယ် data ကိုဒီ array ထဲကိုထည့်ပေးရမယ်ပေါ့နော်အဲ့ဒါဆို
array data ကိုဒီ function ထဲကိုထည့်ပေးရမယ်ဆိုတော့ထည့်ပေးပြီးသွားရင်သူကဒီထဲမှာ code တွေက run ပြီးတော့မှကိုယ်ကိုဘာပြန်ပြီး return ပေါ့နော်ကိုယ်ကိုဘာပြန်ပြီးတော့မှဖြည့်ပေးမှလဲဆိုတော့ m နည်းရပြောရင်မုတ်တံမို့ပြန်ပြီးတော့မှဖြည့်ပေးမှာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှမေကွန်ဟောင်းစဉ်းစားရမှာဆိုတော့ဘေကွန်နားလဲသွားပြီဆိုလို့ရှိရင်ခုနကတီးခဲ့တဲ့ for loop တွေ array data ဟာတွေကိုတီးသွားပြီဆိုလို့ရှိရင်ကိုယ့်ဘာသာကိုဖြည့်ကြည့်လို့ရတယ်ဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးတော့မှအဖြည့်ပြန်တိုက်ကြည့်အောင်ပေါ့နော်ဆိုတော့အရင်ဖြည့်ကြည့်ပါ video pause ပြီးတော့မှဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဆရာတို့ဆက်ပြီးရှင်းသွားမယ်အဲ့တော့အရင်ဆုံးဒီမှာ function အနေနဲ့ဒါ function နာမည်ဒီ file mode လို့ခေါ်တယ်ပေါ့နော်ပြီးရင်သူ့ကိုပေးရတယ်ပေါ့နော် input ထည့်ပေးရတာ array ဒါမှစဉ်းစားလို့ရမှာပေါ့နော်ဒီဘက်ကဟာလေးကကျတော့ output ပြန်ပေးတာပေါ့နော်ပြန်ပေးတာဒီကိုဘာပြန်ပေးမှာလဲဆိုတော့သူကချိန်များကိန်းပြန်ပေးမှာပေါ့နော်ချိန်များကိန်းပြန်ပေးမယ်ဆိုတော့ချိန်များကိန်းဒီ integer ကိန်းကနန်းအမျိုးအစားပေါ့နော်ဆိုတော့ဒသမကိန်းလည်းမဟုတ်ဒီမှာသူကဒသမတွေပိုင်းနဲ့လုံးမှာမဟုတ်တော့ integer ဖြစ်မယ်ဟုတ်ပြီနော်ထည့်ပေးရတာဒီ array ဖြစ်တယ်ပေါ့နော် array ဖြစ်တဲ့အတွက်ဒီမှာ4000ကွင်းလေးနဲ့ဘာ array လဲဆိုတော့ကိန်းကနန်း array ဆိုတော့ integer array ဆိုတော့ integer ကိုမှလက်ဒီ4000ကွင်းလေးနဲ့ပေါ့နော်ဒါသူ့ရဲ့သင်္ကေတကြီးရေးထားတာအဲ့တော့သူ့ကိုဆရာတို့က arr လို့ပဲခေါ်မယ် array ကိုအတူကောက်အနေနဲ့ပေါ့နော်ဆိုတော့ array တစ်ခုထည့်ပေးရမယ်သူ့ကို arr လို့ခေါ်မယ်ပြီးရင်ဆိုတော့ n ဆိုတဲ့ဟာကိုသုံးတယ်ပေါ့နော်ဒါဒီ function ထဲမှာသုံးပါဘာလဲဆိုတော့အဲ့ဒါကအရေးအတွက် array ထဲမှာရှိတဲ့အရေးအတွက်ဆိုတော့ဒီမှာဘယ်နှခုရှိရလဲဆိုတော့1 2 3 4 5 6 9 8 9ခုရှိတယ်အဲ့တော့ဒီကောင်တန်ဖို့ဒီ9ဖြစ်မယ်အဲ့တော့တခါတည်းဒီနားလေးမှာမှတ်လိုက်မယ်ပေါ့နော်ဆိုတော့ array n ဆိုတဲ့ variable ပေါ့နော် variable ဆိုတာဆရာတို့ data ကိုတူလောင်မဲ့နေရာတစ်ခုလိုမျက်စိထဲမှာမြင်လိုက်ပေါ့နော်ဆိုတော့ဒီထဲမှာဆရာကကိန်းကနန်းအရေးအတွက် array ထဲမှာရှိတဲ့ကိန်းကနန်းအရေးအတွက်ဆိုတော့1 2 3 4 5 6 9 8 9လုံးရှိရဖြစ်တဲ့အတွက်9လို့ထည့်ထားလိုက်ပါဟုတ်ပြီနော်အဲ့တော့ m ကကြတော့ current mode value ပေါ့နော်ဆိုတော့ဟို m ကဘာဖြစ်လာမှာလဲဆိုတော့အနာဂတ်မှာဆိုတော့ဒီ function ဒီ program ပြီးသွားတဲ့အခါကျရင် m ဒီချိန်များကိန်းတန်မှုဖြစ်လာမှာအဲ့တော့လောဆင်ဆိုတော့အဲ့ဒီ variable ဆိုတော့သုံးရမယ်ပေါ့နော်အဲ့ဒီကောင်လေးကိုဆိုတော့သုံးရမယ်သုံးတော့ဆိုတော့အလွတ်ကြီးအနေနဲ့သုံးလို့မရတခုခုကတော့ခဏထည့်ထားခြင်းတယ်ဟုတ်ပါလားဒီနေရာမှာနောက်တစ်ချိန်ကြာလို့ရှိရင် data တခုခုရောက်လာမှာပေါ့နော်အဲ့တော့အဲ့ဒီ data မရောက်လာခင်လေးအတွင်းမှာခဏလောက်သိမ်းထားမယ်ဆိုတော့ကျတို့ဘာကိုသိမ်းမလဲဆိုတော့ယာယီပေါ့နော်ဘာသိမ်းရတယ်ကြိုက်တာသိမ်းလို့ရတယ်ဒါပေမဲ့အကောင်းဆုံးကတော့ array ဒီ2 1 1ကို6 6 5 6 5 6ပေါ့နော်ဆိုတော့ဒီ array မှာရှိတဲ့ဒီထိပ်ဆုံးအကောင်ကိုသိမ်းလိုက်မယ်နော်အဲ့လိုသိမ်းလိုက်ခြင်းဖြင့်ကျတို့အနေနဲ့တဖြည်းဖြည်းနဲ့အရှိကိုလူပင်ပတ်ပြီးတော့မှတိုးပြီးတော့မှစစ်သွားလို့ရတယ်ပြောင်းသွားလို့ရတယ်အဲ့ဒီရည်ရွယ်ချက်နဲ့မလို့လောလောဆယ်ထိပ်ဆုံးက array ကိုသိမ်းလိုက်တာအဲ့တော့ထိပ်ဆုံးက array ဖြစ်တဲ့အတွက်သူ့ရဲ့အခန်းနံပါတ်ကိုပြောပါဆိုရင်သူဒီအခန်း1 2 3 4 5 6 8 9ဆိုတော့အခန်းနံပါတ်1ပေါ့နော်အခန်းနံပါတ်1ဆိုတော့ array ရဲ့အခန်းနံပါတ်1ကိုခဏတာသိမ်းလိုက်မယ်ဟုတ်နော်ဒါက program ရဲ့အစပေါ့နော်ပြီးရင်ဆရာတို့ဒီ MC ပေါ့နော် MC ဆိုတာကအခုဒီမှာဒီနေရာမှာဆိုလို့ရှိရင်2အနေနဲ့ကိန်းကနန်းဘယ်လောက်ထိရှိနိုင်မလဲပေါ့နော်ရှိနေလဲပေါ့နော်အဲ့တော့ဆရာတို့ကဒီလောဆင်ကတော့တစ်ခုချင်းစီရေတွက်သွားမှာပေါ့နော်ဒီကနေပြီးတော့မှဒီမှာဥမာပေါ့နော်ဒါဆို2ဒါဆို2ပေါ့နော်โอเคဒါ2ပေါ့နော်2ပြီးသွားရင်ဆရာတို့ဒီမှာ2မဟုတ်ဘူး2လည်းမဟုတ်ဘူးဒါကြီးက1ကြီးပေါ့နော်2မဟုတ်ဒါ9ကြီးဒါကြီးက6 2မဟုတ်6ဒါလည်း6ပဲ2မဟုတ်ဒါဆိုရင်2အော်စိဒီမှာ2တစ်ခါဒီမှာ2တစ်ခါအဲ့ဆိုရင်2နှစ်ခါအဲ့လိုရေးမှာပေါ့နော်အဲ့တော့လောဆင်ကတော့ဘာမှ program လည်းမ run ရသေးတော့စောစောလောဆင်တစ်လုံးနဲ့ပဲရှိသေးတယ်နော်2ဆိုတဲ့အရေးအတွက်ကတစ်လုံးပဲရှိသေးတယ်ဆိုတော့ MC တန်ဖိုးကို1ထားလိုက်ဟုတ်ပြီနော်သူဒါမီးမြင့်ခဲ့မယ်သူဒါ sorry သူဒါမုတ်ဖြစ်ခဲ့မယ်သူဒါချိန်များကိန်းဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့အရေးအတွက်ဒီဘယ်လောက်ဖြစ်နေမလဲပေါ့နော်အဲ့ဒီအတိတ်ပဲဆိုတော့လောဆင်ကတော့ဒါဒီအကျမ်းမင်းယူထားတာဖြစ်တယ်ဒါလည်းအကျမ်းမင်းရေးထားတာဖြစ်တယ်ဟုတ်တယ်နော်လောဆင်တစ်လုံးပဲတွေ့သေးတယ်တစ်လုံးပဲတွေ့မှာပေါ့ program run အောင်မ run သေးဘူးအခုမှထိတ်ပဲရှိသေးရဆိုတော့နော်အဲ့တော့တစ်လုံးနဲ့ပဲတွေ့သေးတယ်ထားလိုက်နောက်တွေ့ရင်တော့တိုးသွားမှာပေါ့ဟုတ်နော်ဒါလည်းတူတူပဲအခုမှ array ရဲ့အစကိုနှစ်ကိုမဟုတ်အနေနဲ့ယူလိုက်တယ်နောက်တွေ့ရင်တော့ပြင်သွားမယ်ဟေးအဲ့တော့ပြီးရင်ဒီမှာ CIJ ပေါ့နော် CIJ ကဘာအတွက်လဲဆိုလို့ရင်ဆက်ဒီမှာ looping ပတ်မှာ double looping ပတ်မှာပေါ့နော်ဆိုတော့ double looping ပတ်တဲ့ဟာlooping ပတ်တဲ့ဟာကဒီမှာပေးထားတယ် sorry ဒီမှာပေးထားတဲ့ for loop ပတ်တဲ့ဟာဆိုတဲ့ video ကိုတွားပြီးတော့မှကြည့်ပေးပေါ့နော်ဆိုတော့
playlist ရှိရပေါ့နော်ဆရာဒီမှာပြသွားလို့ဒီ playlist ထဲမှာသွားပြီးကြည့်ပြီပေါ့နော်အဲ့တော့ဘယ်လိုလုပ်ကြမလဲပေါ့နော်သူရဲ့အလုံးလုံးတဲ့ပုံစံကဆရာတို့ဒီမှာတစ်ချက်ကြည့်လိုက်1ကနေစတယ်ပေါ့နော်ပြီးရင် n-1 သွားမှာဆိုတော့ဒါဆိုရင် for loop ရဲ့သဘောတရားအရာဆိုတော့ဒီ1ကနေစပြီးတော့မှ n ဒီနေရာမှာဘယ်နှလုံးရှိရလဲဆိုတော့9လုံးရှိတာ9 minus 1ဆိုတော့ဆရာတို့ဒီ8ထိပေါ့နော်အဲ့တော့1 2 3 4 5 6 9 10အဲ့လိုသွားမှာပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဆရာတို့ဒီနေ့ကဘာကိုသွားမှာလဲဒါဒီဘာကိုလုပ်ဖို့ကြိုးစားနေရလဲဆိုတော့ဒီ array ကိုတစ်ခုချင်းစီသွားဖို့လုပ်နေတာ1 2 3 4 5 6 9အဲ့လိုပေါ့နော်အဲ့တော့တစ်ခုချင်းစီသွားဖို့လုပ်နေတာဟုတ်တယ်လေဘာလို့လဲဆိုတော့နှစ်ကိုမုတ်အနေနဲ့စဉ်းစားမယ်တစ်ကိုမုတ်အနေနဲ့စဉ်းစားမယ်ဖြစ်နိုင်လားပေါ့နော်ပြီးရင်ကိုကိုမုတ်အနေနဲ့စဉ်းစားမယ် sorry နှစ်ပြီးရင်1ပြီးရင်1ပြီးရင်9ကိုမုတ်အနေနဲ့စဉ်းစားမယ်ပြီးရင်6ကိုမုတ်အနေနဲ့စဉ်းစားမယ်ပြီးရင်6ပြီးရင်2 5 6တစ်ခုချင်းစီတိုင်းမှာလူပင်တစ်ခေါက်ချင်းစီတိုင်းမှာကိန်းဂဏန်းတစ်ခုချင်းစီကိုစဉ်းစားသွားမှာဒါမှမဟုတ်စဉ်းစားရင်းနဲ့မှာဆိုတော့စဉ်းစားရင်းနဲ့မှာဆိုတော့ဒီအကယ်၍သူဒီဘာဖြစ်နိုင်မလဲပေါ့နော်သူဒီဘယ်နှလုံးလောက်ရှိမလဲဆိုပြီးတော့မှဆိုတော့ဒီရေးတွက်သွားမယ် C ဆိုတာဒီနေရာမှာကောက်တန်မှုပေါ့နော်ကောက် COUN ဒီကောက်ကိန်းဂဏန်းဘယ်လောက်ရှိတယ်လဲဟိုမှာ2အနေနဲ့ဆိုရင်ဆိုတော့ကနှလုံးပေါ့နော်6အနေနဲ့ဆိုရင်3လုံးအဲ့လိုရေးတွက်မှာအဲ့ဒါကြောင့်မို့လို့သူဒီနေရာမှာကောက်တိုးသွားတာအဲ့တော့ဒီဒါ array ပေါ့နော် array ထဲမှာရှိတဲ့ element ပေါ့နော် element array ထဲမှာရှိတဲ့ data တွေ element တွေတစ်ခုချင်းစီတိုင်းအတွက်ကိုစဉ်းစားရင်းနဲ့မှာအကယ်၍ပေါ့နော်ဒီမှာနော်အကယ်၍ကွက်လက်ဖြစ်ခဲ့မယ်အဲ့တော့ကွက်လက်ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့ကောက်ရည်အတွက်ကိုတိုးမယ်ဥပမာဖြင့်ပြောရမယ်ဆိုလို့ရှိရင် array မှာဆရာတို့ဒီမှာဒီပုံကိုပြန်ကြည့်လိုက်ပေါ့နော် array ရဲ့နံပါတ်1အခန်းမှာပေါ့နော် array ရဲ့နံပါတ်1အခန်းမှာ2ရှိတယ်အဲ့လိုနဲ့ဆရာတို့ဒီမှာပတ်သွားတယ် array ရဲ့2အခန်းမှာတော့1ရှိတယ်3ခန်းမှာတော့1ရှိတယ်4ခန်းမှာတော့9ရှိတယ်အဲ့ရနေဆရာတို့9အခန်းမှာ2ရှိတယ်အဲ့ဆိုရင်ဒီမှာကြည့်လိုက်ဒီမှာ2ကတစ်ခါဒီမှာ2ကတစ်ခါအဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးလာပြီးတော့မှတူနေတယ်ပေါ့နော်အကယ်၍ပေါ့နော်အကယ်၍ဆိုတာ f ကိုပြောတာတူနေခဲ့တယ်ဆိုလို့ရှိရင်ဆရာတို့ဒီကောက်တန်မှုကိုတစ်တိုးမယ်ဟုတ်လဲဆိုတော့ဒီမှာ2က2ခါဖြစ်သွားပြီအားကြောင့်မလို့ဒီနေရာမှာဘာဖြစ်ရမှာလဲဆိုတော့ဒီမှာလူပင်ပတ်ရင်းနဲ့ပေါ့နော်လူပင်ပတ်ရင်းနဲ့ဒီမှာတွေ့ခဲ့တဲ့ကဏ္ဍနဲ့ဒီမှာတွေ့ခဲ့တဲ့ကဏ္ဍဆိုတာကဒီမှာလူပင်ပတ်တာ i နဲ့ပတ်တာပေါ့နော်ဆိုတော့ဒီအတွင်းလူပင်မှာကျတော့ j နဲ့ပတ်တာအဲ့တော့ဒီမှာ i နဲ့ပတ်တဲ့ကဏ္ဍနဲ့ j နဲ့ပတ်တဲ့ကဏ္ဍနဲ့လာပြီးတော့မှတူတယ်ဆိုတာကဒီ i ကဘယ်ကိုထောက်လဲဆိုတော့ i ဒီ2ကိုထောက်တယ် j ဒီ7ကိုထောက်တယ်အဲ့တော့ i ထောက်ထားတဲ့1ဒီ2ဆိုတဲ့ကဏ္ဍကိုဖော်ပြတယ်ဟုတ်တယ်နော်ဘာလို့လဲဆိုတော့ i ထောက်ထားတဲ့1ဒီအခန်းနံပါတ်1အဲ့ဒီအခန်းနံပါတ်1မှာကဏ္ဍနံပါတ်2ရှိတယ် j ထောက်ထားတဲ့ကဏ္ဍဒီအခန်းနံပါတ်ခွန်ဒီခွန်ထဲမှာဘာရှိလဲဆိုတော့2ရှိတယ်အဲကြောင့်2နဲ့2နဲ့တူရင်ကောက်တန်မှုတိုးသွားမှာဟုတ်မလားအဲ့တော့ဒီနေရာမှာလူပင်ကိုနားမလဲဆရာပြောတဲ့ဟာကိုသိမှာမဟုတ်ဒီမှာဆိုလို့ရှိရင်ဒီနေရာမှာဘာဖြစ်ရမှာလဲဆိုတော့ array နှစ်ခုတူတယ်ဆိုတဲ့ခဏမျိုးဖြစ်ရမှာဟုတ်ပြီနော် array နှစ်ခုတူတော့မှဆိုတာကဆိုလို့ဒီ2အတွက်စဉ်းစားနေတယ်ဆိုရင်2ချင်းတူတော့မှ2က2လုံးရှိပါပြီ2က3လုံးရှိပါပြီဆိုပြီးတော့မှဒါကိုဘာလုပ်မှလဲဆိုတော့ update လုပ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဆိုဒီနေရာမှာဒီလိုသင်္ကေတလေးတွေပေါ့နော်ဆိုတော့အကယ်၍ C ရဲ့ငကိုတန်ဖိုးကတစ်လုံးတွေ့ထားတယ်အဲ့ဒါမှနောက်ထပ်တစ်လုံးထပ်တွေ့ရဆိုရင်နှစ်ဆိုတဲ့ကဏ္ဍကို C ထဲကိုသွားပြီးတင်တာအဲ့ဒါကိုဆိုတော့ variable update လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဒီလိုမျိုးရေးတယ်ဟုတ်ပြီနော်ဒီလိုရေးတာဒီသင်္ကေတ C assign C+1 ငကိုက C တန်ဖိုးထဲမှာဒီမှာငကိုတွေက C တန်ဖိုးထဲမှာ1ရှိခဲ့တယ်ပေါ့နော်ဒီမှာဘာလို့1ရှိခဲ့တယ်လို့ပြောလဲဆိုတော့ဒီမှာ1လို့ထားတာလို့ငကိုက C တန်ဖိုးထဲကို1လို့ထည့်ပြီးသားဟုတ်ပြီနော်အဲ့တော့အဲ့ဒီငကိုတွေကရှိတဲ့1ကို1ထပ်ပေါင်းတော့2အဲ့ဒီ2ဆိုတဲ့ခဏကို C ထဲကိုပြန်ထည့်တာအဲ့တော့ဘာလို့2လဲဆိုတော့ငကိုက C ထဲမှာ1ဆိုတဲ့ data ရှိတယ်အဲ့ဒါကိုဖြတ်ပြီးတော့မှ2လို့ထည့်တာအဲ့တဘောပေါ့နော်ဆိုတော့အားကြောင့်မလို့ဒီနေရာမှာ2ဒါနောက်တစ်လုံးရခဲ့တယ်ဆိုလို့ရှိရင်2ဖြစ်သွားအဲ့တဘောပေါ့နော်အဲ့လိုနဲ့သူကထပ်ပြီးတော့မှသွားမှာထပ်သွားရင်နဲ့ကောက်တန်မှုက2သွားမှာအဲ့တော့ဒီဟာလေးက C တန်မှုကဘာလို့တာလဲဆိုတော့ကဏ္ဍတစ်ခုမှာ2ဆိုရင်2ဒီဘယ်နှလုံးရှိလဲ6ဆိုရင်6ဒီဘယ်နှလုံးရှိလဲအဲ့လိုမျိုး
စဉ်းစားနေရဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့ဟိုဟာအတွက်ပေါ့နော်နှစ်အတွက်စဉ်းစားတာဆရာတခြားဟိုအတွက်စဉ်းစားပြပေးမယ်တခြားအရာမလိုက်မယ်6အတွက်စဉ်းစားပြမယ်ပေါ့နော်6အတွက်ပေါ့နော်ပြန်နေပေါ့နော်ပြန်နေရေးလိုက်မယ်အဲ့တော့6အတွက်စဉ်းစားမယ်ဆိုပါစို့6အတွက်ကိုဆိုတော့ तू ကအပြင်လူပင်ပေါ့နော်အပြင်လူပင်ဒီ1ကနေစမယ်နော် n-1 ထိဆိုတာဒါဒီထိသွားနိုင်တယ်အပြင်လူပင်ကအဲ့တော့ထားပါတော့အပြင်လူပင်ပတ်ရင်းနဲ့ဒါအပြင်လူပေါ့နော် item မိုးကဆိုတော့1ကိုလည်းပြီးခဲ့ပြီ2ကိုလည်းပြီးခဲ့ပြီ3ကိုလည်းပြီးခဲ့4ကိုရပြီဆိုပါစို့အဲ့တော့ array ရဲ့ item မိုး4မှာဆိုတော့ဒီဘာကိုရလဲဆိုတော့6ကိုရတယ်ဟုတ်တယ်နော်ဆိုတော့ item မိုး4မှာပေါ့နော် array ရဲ့ item မိုး4မှာဆိုတော့ဒီဘာကိုရလဲဆိုရင်6ကိုရတယ်6ဆိုတဲ့ခဏဘာလို့ဆိုတော့4ရဲ့အခန်းမှာ sorry 4မဟုတ်4ရဲ့ item မိုး5မှာနော်ဒါလည်းပြီးသွားပြီဆိုတော့5မှာပေါ့နော်5ဆိုတဲ့အခါမှာ6ကိုရအဲ့ဒါနဲ့ဆိုတော့ G ကိုပတ်မယ်ပေါ့နော် G ကိုပတ်မယ် GD ဘယ်ကနေစမှာလဲဆိုတော့ GD ဒီမှာကြည့်လိုက် G ကဘယ်ကစ I + 1ကနေစတာပေါ့နော် I + 1ဆိုတော့ G ကကြတော့ I + 1ဆိုတော့ item ဘိုးက5ဆိုတော့6ခန်းမြောက်ကနေစမှာသူ့ရဲ့အနောက်ကနေစမှာသူ့ရဲ့နောက်ကနေစမှာဆိုတော့ဆရာတို့ဒီဒီနောက်ကနေစမှာပေါ့နော်အဲ့တော့ I 6ကနေစမှာG တန်ဘိုးဒီဘယ်ကစမှာလဲဆိုတော့ I + 1 I + 1ဆိုတော့ item ဘိုးက5ဆိုတော့ဒီကနေစ6အဲ့လေအရှိကိုစဉ်းစားကြမလို့လားဟုတ်တယ်မလားရှိကိုစဉ်းစားကြမလို့ဘူးလေနော်အဲ့တော့ဒီကနေစမှာနော်ဒီကနေစမှာဆိုတော့ဒီကောင်ယူလိုက်ရင်ဒီကနေစမှာဒီကနေစမှာဆိုတော့ဆရာတို့ဒီတွေ့ပြီပေါ့နော်အဲ့တော့6ခန်းမှာဘာရှိလဲဆိုတော့6ရှိတယ်အဲ့တော့ဒီနောက်ခုကဘာဖြစ်လဲ2နေတယ်ဟုတ်ပြီနော် array ရဲ့ I တန်ဖိုး5 array ရဲ့ item ဘိုး5ဖြစ်တဲ့5အခန်းမှာရှိတာကိန်းကနန်းဒီ6 array ရဲ့ j တန်ဘိုး6အဲ့တော့6အခန်းမှာရှိတဲ့ကိန်းကနန်းဒီ6အဲ့တော့ဒီနှစ်ခုဒီတူနေဒီနေရတင်ရမယ်ပြောရင်ဘာလဲဆိုတော့ဒီ6ကိုဘုံယူပြီးတော့မှဘယ်နှလုံးရှိလဲလို့စဉ်းစားလိုက်တဲ့အခါမှာနောက်ထပ်တစ်လုံးထပ်တွေ့တော့ကောက်တန်မှုကိုဆရာတို့တစ်တိုးမယ်နော်တစ်တိုးမယ်ပေါ့နော်တစ်တိုးတော့ဒီမှာတစ်လုံးဆိုတော့နှလုံးဖြစ်သွားမယ်တစ်တိုးမယ်ဆိုတော့1 + 1ပေါ့နော်1 + 1နောက်ကူက1ရှိတာအဲ့ဒါကိုတစ်တိုးမယ်ဆိုတော့1 + 1 2ဖြစ်သွားမယ်အဲ့ဒါပြီးသွားပြီပြီးသွားရင်ဆိုတော့ဒီဘက်တစ်လုံးကိုလာမယ်2ပေါ့နော်အဲ့တော့6နဲ့2ကမတူတော့မယူထပ်တိုးမယ်မယူဒီထိတူမှာ G တန်မိုးကကြတော့ဘယ်ထိသွားမှာလဲဆိုတော့ G တန်မိုးကအဆုံးထိသွားမှာအဆုံးထိ n ထိသွားမှာဆိုတော့9ထိသွားပြရမယ် G တန်မိုးပေါ့နော်အဲ့တော့အားကြောင့်မလို့ဆိုတော့9ရောက်သွားတဲ့အခါမှာ array ရဲ့9ရောက်သွားတဲ့အခါမှာ array ရဲ့9အခန်းမှာကိန်းကနန်းက6ရှိနေအဲ့တော့ဒီမှာ6နဲ့6နဲ့ပြန်ပြီးတူပြန်အောင်တူတော့ငါကကောက်တန်မိုးက2ဖြစ်နေတာ2ကို1ပေါင်းတော့3အဲ့ဆိုရင်ကောက်တန်မိုးဒီဘယ်လောက်ဖြစ်သွားမလဲဆိုတော့3ဖြစ်သွားမယ်ဤတန်မိုးပေါ့နော်3ဖြစ်သွားမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါဒီဘာအတွက်လဲဆိုတော့စီတန်မိုးအများဆုံးစီတန်မိုးအများဆုံးဆိုတာထက်အများဆုံးမဟုတ်သေးဘူးစီတန်မိုးဘယ်လောက်ရှိမလဲကိုရှာတာပေါ့နော်ရှာပြီးသွားရင်ဘာလုပ်မှာလဲဆိုတော့စစ်မှာဟုတ်ပြီနော်အခုလက်ရှိမှာစီတန်မိုးအများဆုံးဘယ်လောက်ရထားတယ်လဲပေါ့နော်အဲ့တော့ဘယ်လောက်ရထားတယ်လဲဆိုတော့အဲ့ဒါကိုလောလောဆယ်ဆရာတို့ကဘာမှမစင်ရစားသေးတဲ့ program အစမှာဆရာတို့ဘာထားခဲ့လဲဆိုတော့တစ်ပဲထားတယ်ပေါ့နော်အဲ့ဒါမှဆရာတို့အဆင်ပြေမှာပေါ့နော်အဲ့တော့အကယ်၍တစ်ထက်များတဲ့ကိန်းကနန်းတစ်ခုတွေ့ခဲ့ရင်ဆိုတာကအစကွာဆရာတို့ဒီမှာ2အတွက်စဉ်းစားထားတာ2ရဲ့ကိန်းကနန်းအရေးအတွက်ဒီဆရာတို့ဘယ်နှလုံးရှိလဲဆိုတော့2လုံးရှိတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့အစကငါတို့ဒီမုတ်တန်ဘိုးအနေနဲ့เนาะတစ်လုံးနဲ့ရှိတဲ့ဟာကိုဆရာတို့တွေ့ထားတယ်ဒါပေမဲ့အခုအချိန်မှာအနေနဲ့2လုံးရှိသွားပြီမုတ်ဒီအချိန်ရေးအတွက်2ခုနဲ့သူကဘာတူလဲဆိုတော့2ပဲဆိုတော့เนาะအဲ့တော့2เนาะကနန်းက2အရေးအတွက်ပေါ့နော် frequency ပေါ့နော် frequency ဒါမှမဟုတ်လည်းအချိန်ရေးအတွက်2အဲ့ဆိုရင်ဆရာတို့ဒါဆိုငါတို့သိထားတဲ့အရေးအတွက်ကအမှားကြီးဟုတ်ပြီနော်ကနန်းအချိန်ရေးအတွက် m တန်ဖိုး1ဆိုတာအမှားအဲ့တော့2ကိုပြင်လိုက်မယ်အဲ့လိုပေါ့နော်ဒါပေမဲ့ဆရာတို့နောက်တစ်ခါဘာတွေ့လဲဆိုတော့6ကိုတွေ့တယ်ကနန်း6မှာ frequency 3အဲ့ဆိုရင်ဆရာတို့2ကိုထပ်ပြီးတော့မှပြင်ပြီးတော့မှ3ဆိုပြီးတော့မှအဲ့ဒီ3ဒီဘယ်ကနေလာလဲဆိုတော့6ဆိုတဲ့ကနန်းကလာတာအဲ့လိုယူမှာအဲ့တော့ဒီနေရာမှာဘာဖြစ်ရမှာလဲဆိုတော့ကယ်၍ပေါ့နော်အကယ်၍ MC ပေါ့နော်ငါတို့အခုသိထားတဲ့တန်ဖိုးအဲ့တော့ဒီမှာဘယ်လောက်သိထားလဲဆိုတော့2လို့သိထားတာပေါ့နော်2လို့သိထားတဲ့တန်ဖိုးကအသစ်ရှာတွေ့တဲ့အခုမှရှာတွေ့လိုက်တဲ့ဒီမှာနော်
အခုမှရှာတွေ့လိုက်တယ်မှာအခုမှရှာတွေ့လိုက်တဲ့စီတန်မိုး3ထက်ငယ်နေခဲ့ရင်အရင်တော့ကတွေးခဲ့တာ2လို့တွေးထားတာနော်အဲ့တော့ဒါမဲ့အခုစီတန်မိုးဒီ3ဖြစ်သွားပြီဒါဆိုရင်ဘာဖြစ်သွားပြီလဲဆိုတော့တို့ဒီဘာလုပ်ရမလဲဆိုတော့ update လုပ်ရတော့မယ်အဲ့တော့အဲ့ဒီ condition ဒီနေရာမှာစစ်တဲ့ condition ဒီဘာလဲဆိုတော့မုတ်တန်မိုးကိုပြင်နေမုတ်တန်မိုး update လုပ်တဲ့ condition အရင်တော့ကသိထားတဲ့ knowledge ဒီနော်အချိန်ရေအတွက်2ခုနဲ့ကိန်းဂဏန်း2ဒီမုတ်အများဆုံးလို့သိထားတယ်ဒါပေမဲ့အခုချိန်မှာအချိန်ရေအတွက်3ခုနဲ့6ဒီမုတ်ဖြစ်ပါတယ်ဆိုတော့ update တင်ရတော့မယ်အဲ့တော့ဒါဒီအဲ့လိုမျိုးဖြစ်ခင် update တင်မှာအဲ့တော့ဘာဖြစ်မလဲဆိုတော့အခုအချိန်မှာ MC တန်ဖိုးဒီဘာဖြစ်တင်သွားပြီလဲဆိုတော့3ဆိုတဲ့ကဏ္ဍဖြစ်တင်သွားပြီအဲ့တော့ဒါဒီ3ဆိုတဲ့ကဏ္ဍကိုဒီမှာလာပြီးထည့်တော့မယ်ထည့်ပြီးတော့ရင်အဲ့တော့အဲ့ဒီ3ဆိုတဲ့ကဏ္ဍကဘယ်ကနေလာလဲဆိုတော့သွားပြီးတော့မှကြည့်ရမှာပေါ့နော်သွားကြည့်ရဆိုတော့ I နဲ့ထောက်ထားတာဒီနေရာမှာ I နဲ့ထောက်ထားတာပါလဲ I နဲ့ထောက်ထားတာဒီအခန်း9မှာရှိတာအခန်း9မှာရှိတာဒီဘာလဲဆိုတော့ကိန်းဂဏန်းတန်ဖိုး6အဲ့ဒါယူထားတာဟုတ်နော်အဲ့ဒီနေရာမှာ I တန်ဖိုးဒီ9ဖြစ်တယ် I တန်ဖိုး9အခန်းနံပါတ်9မှာရှိတာဒီကိန်းဂဏန်းတန်ဖိုး6အဲ့တော့6ဒီမုတ်တန်ဖိုးဖြစ်လာမယ် MC ကြတော့ဘာလဲဆိုတော့3လုံးလို့ပေါ့နော် M ကြတော့မုတ်တန်ဖိုး3 MC ကြတော့မုတ်ရဲ့ကောက်တန်ဖိုးပေါ့နော်ဆိုတော့အဲ့ဒီကိန်းဂဏန်းကဘယ်နှကြိမ်နဲ့အများဆုံးဖြစ်ရတာလဲပေါ့နော်ဒါဆို3ကြိမ်နဲ့အများဆုံးဖြစ်ရတာဟုတ်နော်ဖြစ်သွားမယ် Okay ဆိုတော့နားလည်မယ်လို့ထင်ပါဆိုတော့ဒီမှာတော့ for loop ဆိုတဲ့ဟာကြီးကိုနားမလည်ဘူးဆိုလို့ရှိရင်စင်မပြေဘူးပေါ့နော်စင်မပြေဘူးဒါဆရာ concept ကိုပဲသွားလာတာပေါ့နော်အဲ့တော့ looping ကြီးကိုအဲ့လိုကြီး6ခါကြီးတော့အသေးစိတ်ကြီးပတ်ပြနေမှာမဟုတ်ဒါ6ခါမကဘူးပေါ့နော်6ခါမှာဆိုတော့ဒီမှာ8ခါဒီမှာကျတော့ဟိုဟာချိန်ပေါ့နော် i+1 ကနေသွားတာပေါ့အဲ့တော့မပတ်ဘူးဆိုရင်တော့အနည်းဆုံး24အဲ့လိုတော့ looping ကတော့သွားမယ်ထင်တယ်အဲ့လို looping ပတ်တဲ့ဟာကိုတော့အသေးသေးသွားလို့မရဘူးပေါ့နော်ဆရာတော့ concept စဉ်းစားတဲ့ပုံပဲပြပြလို့ရပါအဲ့တော့နားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဒီသင်ခန်းစာကဆရာတို့အဲ့တော့ခဏဟာနဲ့ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဒီကောင်ကဘာလဲဟိုဟာပေါ့ I နဲ့ J နဲ့တူတဲ့ဟာဖြစ်မှာပေါ့နော် I နဲ့ J နဲ့တူတဲ့ဟာဖြစ်ပြီးတော့မှဒီနေရာမှာကျတော့MC တန်ဖိုးက C ထက်ငယ်နေခဲ့တယ်ဆိုရင်ဆိုတော့အဖြေဒီနံပါတ် C ရမှာပေါ့နော် C ရမှာတော့ဟုတ်မဟုတ်တစ်ချက်ပြန်ကြည့်အောင်ဒီမှာနော်ဖြေရအဲ့ဒါနော်နံပါတ်2က C ရမှာဒီမှာနံပါတ်2ဟုတ်နော်နံပါတ်2က C ရမှာဖြေရဒီပေါ့နော်အဲ့တော့ဒီမှာကျတော့ဆိုတော့တပိုင်းမှန်လို့တဝက်ပြီးတယ်ဆိုတာမျိုးမရှိဘူးအဲ့တော့ကိုက C ကိုရွေးမရွေးဘဲနဲ့ကျန်တဲ့ဟာရွေးလို့ရှင်တော့အဲ့ဒီအပုတ်တပုံလုံးစာအတွက်မှတ်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ view site ဖို့တော့လိုလိမ့်မယ်အဲ့တော့ဒီမိကုန်းလေးကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူကပညာဒါနကြည့်နေတယ်ဆိုလို့ရှိရင်တို့ဒီမိကုန်းတွေပေါ့နော်ဒီမိကုန်းတွေကိုဆရာတို့လေ့ကျင့်ချင်တယ်ကြည့်ကျင်သေးတယ်ဆိုလို့ရှိရင်ဆရာတို့ဒီရဲ့ channel ပေါ့နော်ဒီ channel မှာလာပြီးတော့မှကြည့်လို့ရတယ် playlist မှာဒီမှာတင်ပေးထားတာရှိရပေါ့နော်ဆိုတော့ဒါကတော့အခုလိုမျိုးမိကုန်းလေးတွေကိုပေါ့နော်တပုတ်ချင်းဒီတင်ပေးထားတာအဲ့တော့ဒီမှာ2024 2025ပေါ့နော်မိကုန်းလေးတင်ပေးထားတာရှိရယ်ကဲပြီးမိကုန်းဖြည့်ဖို့အတွက် ready မဖြစ်သေးဘူးဆိုလို့ရှင်လည်းဒီမှာ playlist တွေရှိရယ် basis playlist တွေရှိရယ်ပေါ့နော်ဆိုတော့အဲ့မှာတွားပြီးတော့မှကြည့်လို့ရတယ်ကဲပြီးအဲ့လိုမှမဟုတ်ပဲねပေါ့နော်ကိုကဒီ subject B တပိုင်းလုံးကိုလုံးဝအဆင်မပြေတာပေါ့နော်ဆိုတော့အခြေခံနေစပြီးတော့မှ3ညကနေတင်ကျင်နေဆိုလို့ရှိရင်ဆက်မှာဒီ IDPC subject B course ရှိရပေါ့နော်ဒါဘယ်လိုလဲဆိုတော့ဘာမှမသိတဲ့အဆင့်ကနေစပြီးတော့မှဆရာတို့ဒီလိုမေးခွန်းတွေပေါ့နော်ဒီလိုမေးခွန်းတွေကိုအချိန်မီဖြေဆိုနိုင်တဲ့အထိဒီမှာဆရာတို့စဉ်းစားသွားတဲ့ပုံစံကနည်းနည်းတော့ကြားတယ်ပေါ့နော်ဒါဆရာရှင်းပြတာပေါ့နော်တကယ်တမ်းဆာမွဲမှာအဲ့လောက်အချိန်မရဘူးနော်9မိနစ်ဝန်းကျင်လောက်ပေါ့နော်9မိနစ်ဝန်းကျင်လောက်ယူတာပဲကောင်းတယ်ဘာလို့လဲဆိုတော့ဆရာတို့ဒီမှာမေးခွန်းရဲ့အချိန်ဒီအပုတ်20ကိုမိနစ်100ပေါ့နော်အဲ့တော့ပြန်စားကြည့်လိုက်လို့ရှင်တပုတ်ကို9မိနစ်ဝန်းကျင်ပဲရှိတာ9မိနစ်ကြော်သွားလို့ရှင်အဆင်မပြေတော့မဲ့အနေထားမှာရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးစဉ်းစားဖို့အတွက်လေ့ကျင့်နေတယ်ဆိုလို့ရှိရင်ဒီမှာ course ရှိရပေါ့နော်ဆိုတော့ဘာမှမသိတဲ့အခြေခံတွေစပြီးတော့မှဆရာတို့ဒီမှာprogramming အနေနဲ့တင်ပြီးသွားတာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဆရာတို့ဒီမှာ data တွေအနေနဲ့เนาะသိကျင်သိထားတဲ့ knowledge တွေအကုန်လုံးစုပြီးထားတာရှိတယ်အဲ့ရနေဆိုတော့ knowledge foundation တွေစောက်ပြီးတော့မှဆရာတို့ဒီမှာမိကုန်းတွေကိုလေ့ကျင့်ပြီးသွားတာပေါ့နော်ဆိုတော့အဲ့ဒီမှာမနစ်ကမေးသွားတဲ့မိကုန်းတွေအကုန်ပါတယ်ရှင်းနှစ်ကဟာတွေလည်းပါတယ် sample တွေလည်းပါတယ်ပေါ့နော်ဆိုတော့အကုန်ပါပါတယ်အဲ့တော့အဲ့ဒီ course ကို
သိကျင်တယ်နော်စုံစမ်းကျင်တယ်ဆိုလို့ကျွန်တော်ဆရာ description မှာချပေးထားတယ်ပေါ့နော် sorry မှာလည်း all question တွေအများကြီးပါတယ်သိရမယ့် knowledge တွေပါတယ်ပေါ့နော်ပြီးတော့ဒီ course ကပြီးတော့ဒီမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ကျောင်းသားတွေအနေနဲ့ review တွေအများကြီးပေးထားတဲ့ course ပေါ့နော်ဆိုတော့ကိုကဖြည့်တဲ့နေရာမှာခက်ခဲရှိရဆိုလို့ရှိရင်အဲ့ဒီ description ကပေးထားတဲ့ link ကနေတဆင့်သင်တန်းအကြောင်းကိုကြည့်ကြည့်လို့ရပါတယ်ဆရာတို့နောက်သင်ခန်းစာမှာပြန်ဆုံမယ်